LCCN တင်နန်းလေးတွေမေးထားတာရှိလို့ဒီကနေပြီးတော့ပဲဖြည့်ပေးပါမယ်နော် LCCN level 1 2တင်နန်းအသစ်6လပိုင်း9ရက်နေ့စမှာရှိပါတယ်စောစောတက်ရှင်နေဆိုလို့ရှိရင်တော့22ရက်ဒီလ8လပိုင်းကလေးကကြိုပြီးတော့တက်လို့ရပါတယ်အခုကလေးကတင်နန်းအပ်လက်ခံနေပါပြီဒီ8လပိုင်းထဲမှာအမယ်ဆိုလို့ရှိရင်တော့ချက် discount လေးလုပ်ပေးထားတာရှိပါတယ် LCCN ကိုဘာလို့တက်ရောက်တင်တယ်လဲဆိုလို့ရှိရင်ချက်စီမှာ manager level 2ယောက်တက်နေရရှိတယ်အဲ့ဒီ2ယောက်ကဘာပြောလဲဆိုလို့ရှိရင်သူတို့တွေဆို MBA တွေပြီးကြတယ်ဒါပေမဲ့ဒီစီးပွားရေးနဲ့ပတ်သက်တဲ့အသုံးနှုန်းတွေပေါ့နော်စီးရေးနဲ့ပတ်သက်တဲ့အသုံးနှုန်းတွေကြလို့ရှိရင်ဒီ LCCN 1 2ကမှပို့ပြီးတဲ့အခါကျတော့ဒီသူတို့ရဲ့သုံးနှုန်းတွေတွက်ပုံတွက်နည်းတွေကဒီဥစ္စာကလုံးဝအခြေခံဖြစ်ပါတယ်အခြေခံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ LCCN လေးကိုတက်တယ်မှာဒါတော့မှ manager တွေကနေပြီးတော့မှကျဲတို့ကိုဒီလိုမျိုးပြောလာတဲ့ဥစ္စာလေးကိုချဲပေးတာဖြစ်ပါတယ်ရှင်ပြီးတော့ကျဲတို့ဒီ LCCN မှာဆိုလို့ရှိရင် business နဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေအပြင်ကိုဘာတွေပါသေးအောင်ဆိုလို့ရှိရင်ကျဲတို့ partner တွေ company တွေမှာဘယ်လိုတွေစီးရင်သွင်းတာတွေ incomplete record ဆိုတာကြတော့လေကျဲတို့သင်္ချာနီးတွေသုံးပြီးတဲ့အခါကျတော့ sale တွေ purchase တွေမပေးထားရင်တော့မှကျဲတို့ကတွက်လို့ရတဲ့နည်းစနစ်တွေကိုထည့်ပြီးတော့သင်ပေးထားတယ် expense တွေပြီးလို့ရှိရင် income တွေဘယ်လိုတွက်ရလဲပေါ့နော် profit and loss တွေကိုဘယ်လိုသွားရလဲအဲ့ဒါတွေကအစကျဲတို့ဒီ LCCN မှာတွက်ပုံတွက်နည်းတွေလုံးဝအသေးစိတ်ကြသင်ပေးထားတာမို့လို့ LCCN လေးကိုတက်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ပြီးတော့ LCCN ကလုံးဝအခြေခံကိုယူလိုက်တာဖြစ်တယ်ပြီးတော့လို့ရှိရင်ကျဲတို့ diploma ရဖို့နာအတွက်ကျဲတို့ဘက်ကနေပြီးတော့ ACC ရဲ့ foundation level 3ကိုသွားမယ် FA2 MA2 ကိုနှစ်ဘာသာကိုဖြည့်ပြီးတော့အောင်လို့ရှိရင် diploma ရမှာပါရှင် so လာခဲ့ပါတင်ပေးပါမယ်ချိန်လေးပေးပြီးတဲ့အခါကျတော့ကျဲတို့ diploma ယူကြစို့နော် bye bye take care